နီးပူရာလို့ခေါ်တဲ့ရွာလေးတရားမှာဥတုမနသူ့ရဲ့ဇနီးဒေါ်တီရာနဲ့သမီးလေးမေဖူးငုံတို့၃ယောက်တူတူနေထိုင်ကြပါတယ်။ဥတုမနဟာအလွန်ရိုးသားပြီးတော့အလုပ်ကိုစူးစမ်းတဲ့တောင်သူလယ်သမားတစ်ယောက်ပါ။ဒီနေ့မှာတော့သူဟာအိမ်ထဲမှာစိတ်ညစ်စွာထိုင်နေရင်းနဲ့သူ့ရဲ့ဇနီးကိုဒီလိုမျိုးပြောလိုက်ပါတယ်။တီရာကြီးဒီတခါလဲငါတို့စိုက်ထားတဲ့သီးနှံတွေကလုံးဝပျက်စီးကုန်ပြီ။အခုငါတို့ဘယ်လိုလုပ်ကြမလဲ။တတိကြီးကတော့ငါတို့ကိုပြက်ပြက်သားသားပြောထားပြီးပြီ။ဒီတခါပတ်စံမပေးနိုင်ရင်ငါတို့နေနေတဲ့အိမ်ကိုတိန်းတော့မယ်လေရှေ့ဆက်ပြီးတော့ငါတို့မိသားစုဘွားဘာဖြစ်မလဲဆိုတာတွေးရင်နဲ့ငါကြောက်လာပြီဟာရှင်ရဲ့စိတ်ကိုကျမနားလဲပါတယ်ရှင်ဒါပေမဲ့အခုကျမတို့မှာဘာတစ်ခုမှမကြံတော့ဘူးလေကျမစိတ်ထဲမှာအမှန်တိုင်းပြောရရင်ဒီတခါသူကျမတို့ကိုလုံးဝတက်ညာမှာမဟုတ်တော့ဘူးဆိုတဲ့အတွေ့ကရှင်ထဲမှာဆွဲထင်နေပြီအဲ့ဒီချိန်မှာပဲအိမ်ပြင်ဘက်ကနေအော်တန်တစ်ခုထွက်ပေါ်လာခဲ့တယ်ဟေ့ကောင်သူမနာအိမ်ထဲမှာပုံနေလို့ဘာထူးမှလဲအပြင်ကိုခုချက်ချင်းထွက်ခဲ့စမ်းမင်းတို့တရုတ်ဆောင်နေရပြီလဲတော်တော့ပြီအခုဘယ်လိုလုပ်ကြမလဲကြည်ရတာတထေးကြီးရဲ့လူကငါတို့ကိုအိမ်ကနေနှင်ထုတ်ဖို့ရောက်လာပြီထင်ပါရဲ့အဲ့ဒီလိုပြောနေတော့မှပဲတထေးကြီးရဲ့အစီကံဘာတုတ်ကအိမ်ထဲကိုဝုန်းတိုင်းကျဲပြီးတော့ဝင်ချလာပါတယ်မင်းတို့အိမ်နားမကြားကြဘူးလားဟမ်ခုချက်ချင်းအိမ်မောကနေမြင်မြန်စင်းစမ်းကျွန်တော်တို့တနာပါအောင်ဗျာကျွန်တော်ကအခုနေမကောင်းဖြစ်နေရဗျာပြီးတော့ကျွန်တော်မှာအရွယ်ရောက်နေတဲ့သမီးလေးလည်းရှိပါသေးတယ်ခမရတို့သာကျွန်တော်တို့ကိုဒီလိုမျိုးကြီးနှင်ထုတ်လိုက်ရင်ကျွန်တော်တို့မိသားစုဘဝလေးလမ်းမပေါ်ရောက်သွားလိမ့်မယ်အချိန်ထပ်ပြီးတော့မပေးနိုင်တော့တတိကြီးကဒီနေ့အပီရှင်းခိုင်းထားတယ်စကားတွေမများပဲပါဇက်ပိတ်ပြီးတော့မင်းရဲ့မိသားစုကိုခေါ်ကာဒီအမောကနေဆင်းလိုက်တော့မဟုတ်ရင်တော့အခြေအနေတွေကဒီထက်ပိုပြီးတော့ဆိုးသွားလိမ့်မယ်အဲ့ဒီလိုပြောပြီးရတဲ့ဘာတုတ်ကမိသားစု၃ယောက်ကိုအိမ်ထဲကနေအတင်းအဓမ္မဆွဲထုတ်ပါတော့တယ်ရှင်တို့ဘာလုပ်ကြရလဲကျမတို့ကိုအိမ်ဘော်ကဆင်းခိုင်းတော့ကျမတို့မိသားစုကဘယ်မှာသွားပြီးတော့နေရမှာလဲပြောစမ်းမဘသူစီမှာသွားပြီးတော့ခိုကက်နေရမှာလေအဲ့ဒီစကားတွေငါ့ကိုလာပြောနေလို့ဘာမှမထူးမင်းတို့ပြောချင်ရင်တထေးကြီးကိုသွားပြောငါကတထေးကြီးခိုင်းလို့လုပ်ရတာကဲငါအလုပ်ကတော့ပြီးပြီဒီလိုပြောပြရတဲ့ဘာတို့ဟာသူတို့မိသားစုကိုအိမ်ပြင်မှာပြစ်ထားခဲ့ပြီးတော့ထွက်သွားပါတော့တယ်ဖះကြီးအခုကျွန်တော်မိသားစုကိုကဲပါအောင်ဗျာကျွန်တော်ဘွားကတကယ်ကိုဝန်ထုံးဘိုးတစ်ခုလိုဖြစ်နေပါပြီအတက်နိုင်ဆုံးစူးစမ်းခဲ့ပြီမယ်စူးစမ်းသမျှအရာအလုံးကအလကားဖြစ်ကုန်ပါပြီဗျအဖေရဲ့ဇွဲမလျှော့ပါနဲ့သမီးတို့၃ယောက်အတူတူရှိနေသေးနီးလန်းကတော့ပေါ်လာမှာပါအဖေအခုချိန်မှာစိတ်ဓာတ်မကြလိုက်ပါနဲ့နော်သမီးရှိပါတယ်အဖေရဲ့အဲ့ဒီချိန်မှာပဲရုတ်တရက်ဥတုမနာရဲ့